ဒီဝက်ဝင်လေးကခလုတ်အနီရောင်ကိုနှိပ်လိုက်မိလို့အဝတ်ပုံကြီးတစ်ခုလုံးပြိုကျလာခဲ့တယ်ဒါနဲ့သူကသူ့ဝတ်စားတွေအပါဝင်အကုန်လုံးကိုအဝတ်လျှော်ဆက်ထဲထည့်လိုက်တာပေါ့သူပြန်ထွက်ခါနီးမှအထဲကိုခြေအိတ်အနီတစ်ထဲပါသွားတာကိုရုတ်တရက်တတိယသွားတယ်သူလည်းပြတလဲနဲ့စက်တကားကိုပြေးဖွင့်ပေမဲ့တကားလက်ကင်ကကျိုးသွားခဲ့တယ်အခုချိန်မှာသူလုံနိုင်တာဆိုလို့ရပါတယ်အဆင်ပြေသွားမှာပါလို့သူ့ဘာသာသူစိတ်အေးအောင်ပြောနေဖို့ပဲရှိတော့တယ်ထောင်ချတဲ့ပထမဆုံးနေ့မှာတင်သူကလူတိုင်းနဲ့ရန်သူတွေဖြစ်ကုန်ကြပြီလေဘေးကန်းကလူတွေကသူ့ကိုဒေါသတကြီးစိုက်ကြည့်နေကြပေမဲ့ဝက်ဝင်လေးကတော့ငြိမ်လေးထိုင်ပြီးထမင်းပဲစားနေခဲ့တဲ့အကယ်၍တယောက်ကသာဒီစာတွေကောင်းတယ်လို့ပြောရင်ဒါဟာကဘာပေါ်မှာအကြီးမားဆုံးလိမ်ညာမှုပဲဖြစ်လိမ့်မယ်သူပထမဆုံးတလုပ်စားလိုက်တာနဲ့တင်အန်ဂျင်တလူဖြစ်သွားတာပေါ့အကျဉ်းသားတယောက်ကအစိမ်းကိုတောမရှုံနဲ့လို့တိုးလေးတတိပေးတယ်ဒါပေမဲ့လေပတ်တဲ့တခြားအကျဉ်းသားအချို့ကတော့မင်းသားစားစရာတွေကိုပြောင်းလဲပေးနိုင်ရင်ဘယ်သူမှမင်းကိုလာမနှောက်ရှက်တော့ဘူးလို့ပြောကြတယ်လူတိုင်းစိတ်ချမ်းသာအောင်လုပ်ပေးချင်တာနဲ့ဝက်ဝင်လေးလည်းသဘောတူလိုက်တာပေါ့သူကမိဖို့ကြောင့်တဲ့ကိုတန်တန်မတ်မတ်လျှောက်သွားပြီးအချက်ပြုတ်စရာကြီးကိုအကိုကြီးဒီစာတွေကတော်တော်ဆိုးတာပဲဒီလောက်ချောက်ကပ်နေတဲ့ပေါင်မုတ်ကိုဘယ်သူစားမှလဲလို့ပြောလိုက်တယ်အဲ့ဒီလိုပြောရင်းနဲ့သူကခရမ်းကျင်တီ sauce ပလင်းကိုလှမ်းယူမှအချက်ပြုတ်စရာကြီးအပေါ်ကိုအမတ်မထင်ဖိတ်ဆင်သွားခဲ့တယ်အမားကတော့ဖြစ်သွားပြီပေါ့ဒါပေမဲ့ဝက်ဝင်လေးကပြတလဲနဲ့လိုက်တုပ်ပေးရင်းကနေဘလို့ဖြစ်သွားတယ်မသိဘူးမုံရင်း sauce တွေကိုပါထပ်ပြီးဖိတ်ချလိုက်ပြန်တယ်အခုတော့အခြေအနေကလုံးဝကိုပျက်စီးခြင်းအဆင့်ရောက်သွားပြီလေသူကအကူအညီတောင်းဖို့ပတ်ဝန်းကျင်ကိုကြည့်လိုက်ပေမဲ့အကျဉ်းသားတွေအားလုံးကကြောက်လန့်တကြားနဲ့ပုံကုန်ကြတယ်ဒေါသချောင်းထွက်နေတဲ့အချက်ပြုတ်စရာကြီးကဝက်ဝင်လေးရဲ့ကော်လာစကိုဆွဲကင်ပြီးဒီညစာကတော့အသားဟင်းဖြစ်တော်မယ်လို့အော်ဟစ်လိုက်တယ်ဝက်ဝင်လေးခမရလဲကြောက်လက်တကြားတုံရင်နေရှာတာပေါ့အဲ့ဒီအချိန်မှာပဲသူကပေါင်မုတ်တစ်ချက်ကိုအမြန်လန်းယူတွေတုံလိမ့်ပြီးအချက်ပြုတ်ဆရာကြီးရဲ့ပါးစပ်ထဲကိုတန်းထည့်လိုက်တယ်ဆရာကြီးရဲ့မျက်နှာကချက်ချင်းကိုပြောင်းလဲသွားခဲ့တယ်သူဒီလောက်အရသာရှိတာမျိုးတစ်ခါမှမစားဘူးခဲ့ဘူးလေအခုတော့သူကပြုံးရွှင်သွားပြီးဒီနေ့ကစပြီးမင်းကငါရဲ့လက်ထောက်ပဲဘယ်သူမှမင်းကိုလာမထိစေရဘူးလို့ပြောလိုက်တယ်သူတို့နှစ်ယောက်ရင်မောပြီးကတိကဝတ်ပြုလိုက်ကြတာပေါ့ဝက်ဝင်လေးဟာမိဖို့ချောင်းရဲ့သူရဲ့ကောင်းအစ်စ်ဖြစ်လာခဲ့ပါပြီနောက်ရက်မှာတော့အချက်ပြုတ်ဆရာကြီးကသူ့ကိုမနှက်စာပြင်ဖို့ခိုင်းပေမဲ့ဝက်ဝင်လေးကတအားလှုပ်ရှုပ်နေခဲ့တယ်။ဒါကြောင့်ဆရာကြီးကိုယ်တိုင်ပဲဝင်ကူလုပ်ပေးခဲ့ရတာပေါ့ဝက်ဝင်လေးကသူ့ကိုလိမ္မော်သည့်အချို့လှမ်းပေးတဲ့ဆရာကြီးကဖြော်ရည်လုပ်တယ်မိဖို့ကိုမိမွေးပြီးနောက်ဆုံးမှာတော့လိမ္မော်ခွန်တွေကိုရေထဲမှာတကြားနဲ့တံမြာသည့်အနေငယ်ထည့်ပြီးပြုတ်လိုက်တယ်။တမနက်လုံးပင်ပန်းလှုပ်ဆောင်ပြီးတဲ့နောက်မှာတော့နေ့လယ်စာကအစင်သစ်ဖြစ်သွားခဲ့ပါပြီ။အကျဉ်းသားတွေဟာဒီလောက်အရသာရှိတဲ့အစားအစာမျိုးတစ်ခါမှမစားခဲ့ဘူးကြဘူး။လူတိုင်းကလက်ခုပ်တီးပြီးချီးကျူးကြတာပေါ့အချက်ပြုတ်ဆရာကြီးရောဝက်ဝင်လေးပါမဆုံးနိုင်တဲ့ချီးမွမ်းစကားတွေကိုရရှိခဲ့ကြတယ်ဝက်ဝင်လေးရောက်လာပြီးတဲ့နောက်မှာတော့ထောင်ကြီးတစ်ခုလုံးတက်ဝင်လှုပ်ရှားလာခဲ့တဲ့တစ်ချိန်က၆ကပ်နေခဲ့တဲ့ထမင်းစားဆောင်ကြီးဟာအခုဆိုရင်အစင်းမြင့်စားတောက်ဆိုင်ကြီးတစ်ခုလိုခံစားရစေတဲ့